တတမမီတို့အတွက် Story Creator Entertainment မင်္ဂလာပါတတမမီတို့ရေဒီနေ့အတောင်ရှိပန်းကလေးမီယာဆိုတဲ့ပုံမြင်လေးပြောပြချင်ပါတယ်တခါတော့ကကြောင်တွေပက်လေဝင်းရံထားတဲ့မြို့လေးတစ်မြို့ရှိတဲ့အဲ့မြို့လေးရဲ့အစွန်မှာဟေမာလို့အမည်ရတဲ့ပန်းဝရင်ကလေးရှိတဲ့မိုးများရဲ့ဒေတာဖြစ်လို့ပန်းပင်တစ်ပင်တွေစုံလင်ပေါ်ကျွယ်ပြီးတရွက်စိမ်းပုံလေးကတော့ထူးခြားတဲ့ကွယ်ဟေမာဥယျာဉ်ထဲမှာယာတီလိုက်ပွင့်တဲ့ပန်းတွေကလည်းတစ်နှစ်လုံးမပြတ်ပါဘူးတဲ့တိတ်ကူตายရတဲ့တမနက်မှာဥယျာဉ်ထဲကမနှင်းစီကစိတ်ပျော်လွန်းလို့တချင်းလေးညီပြီးကခုံနေတဲ့ရုတ်တရက်သူ့ခန္ဓာကိုယ်ရာကြီးကြီးဖြစ်လာလို့ငုတ်ကြည့်လိုက်တဲ့အခါသူ့ဘော်တရွတက်လာတဲ့ဘောက်ဖက်မလေးတစ်ကောင်ကိုတွေ့လိုက်ရတဲ့ဟဲ့ခြေထောက်တူတူမျက်စိပြပြမလှမပနဲ့ဒါကဘသူတုံးငါ့ကိုဘောကချက်ချင်းစင်းစမ်းကျမနာမည်မီယာလို့ခေါ်ပါရဲ့ရှင်ကျမကိုလက်ခံပေးပါအမကြီးဒုက္ခမပေးဘဲငြိမ်လေးနေပါမယ်နော်စိတ်တူနေတဲ့မနှင်းစီကိုဘောက်ဖက်မလေးမီယာကကြောက်လန့်တကြားပြောလိုက်တဲ့ဒါပေမဲ့မနှင်းစီကတော့မရပါဘူးတခါတဲ့ကိုလှုပ်ရမ်းချလိုက်တာမီယာလေးဟာအပင်ပေါ်ကနေဒလိတ်ကောက်ကွေကျသွားတော့တဲ့ကွယ်ထို့နောက်မီယာလေးဟာစပယ်ပင်နဲ့ရွက်လှပင်တို့စီသွားပြီးအကူကြီးတောင်းတဲ့မရပါဘူးသူတို့ကလည်းသူတို့ရဲ့လှပတဲ့အရွက်တွေမှာဘောက်ဖက်မလေးရှိနေမှာကိုမကြိုက်ကြပါဘူးအဲ့ဒီချိန်မှာပဲမီယာရဲ့နားတဲ့အတန်တစ်ခုကျိုးဖွားဖွားလေးကြားလိုက်ရတဲ့တန်ရှင်ကတော့ပြားလေးဖိုးလုံးပါပဲဖိုးလုံးကမီယာမင်းဟာတဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်နေသူပဲမင်းတမိုးကိုသူတို့မသိကြလို့ပါဒါကိုနားလေတဲ့သူရှိရဲ့အဲ့ဒီကိုမီယာကိုခေါ်သွားမယ်နော်မီယာလေးဟာဝမ်းသာအားရဖြစ်ပြီးဟုတ်ကဲ့ပါကိုလိုက်ခဲ့ပါမယ်ဖိုးလုံးကတစီစီနဲ့ပြန်နေပြီမဲ့မီယာလေးကတော့တဖြည်းဖြည်းပဲလိုက်ရတာပေါ့တောင်ကုန်းတွေလည်းတက်ရတယ်တခါအစာရှာငှက်တွေမြင်တဲ့အခါမှာလည်းပြေးပုံရတဲ့ရေမြောင်းတွေကိုလည်းဖိုးလုံးရဲ့အကူအညီနဲ့ဖျက်ကျော်ရတဲ့ဖိုးလုံးနဲ့မီယာတို့ပင်မမတ်လာလိုက်ရတာညနေဆောင်မှအရွက်တွေဖဖအုပ်နေတဲ့ခေါင်ရမ်းမင်းကြီးစီကိုရောက်တော့တဲ့ကွယ်မီယာလေးကတော့သူ့ကိုဒီပင်ကြီးကလက်ခံပါမလားလို့စိတ်ပူနေရသေးတယ်လေဒါပေမဲ့ခေါင်ရမ်းဖွားဖွားကတော့မီယာကိုကျူးစုတဲ့မီယာရေတမီးကိုဘိုးဘွားပင်အကုန်လုံးဟာဖွားဖွားတို့ရဲ့မိတ်ဆွေတွေပေါ့ပေါက်ဖက်တွေဆိုတာတိရွက်တစ်ပင်တွေအတွက်အကောင်းဆုံးအကျိုးပြုသူတွေပါကွယ်ဒီမှာတမီးလေးစိတ်ကြိုက်နားခုနိုင်ပါတယ်ကွယ်မီယာလေးလည်းပျော်ရွှင်စွာဖြင့်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်အဖွားလို့ပြန်ပြောလိုက်တဲ့ပင်ပန်းလာတာရောစိတ်ချလက်ချဖြစ်သွားတာရောနဲ့မီယာလေးဟာဖွားခေါင်ရမ်းမင်းကြီးရဲ့အရွက်လေးကိုခြုံပြီးအိတ်လိုက်တာရက်အတော်ကြာမှနိုးလာတော့တဲ့နိုချင်းသူ့ကိုပြုံးမိကြည့်နေတဲ့ဖွားခေါင်ရမ်းနဲ့ဖိုးလုံးတို့ကိုမြင်လိုက်ရတဲ့မီယာလေးကဖွားခေါင်ရမ်းနဲ့အကူဖိုးလုံးကဘာလို့ပြုံးနေကြပါလဲထိုအခါဖွားခေါင်ရမ်းကတမီးကအလွန်လှပတဲ့လက်ပြောင်လေးဖြစ်လာပြီလေတမီးကိုဘယ်သူမှညှို့ညင်တော့မှာမဟုတ်ဘူးကဲပန်းဥယျာဉ်နဲ့ပြန်တန်းကြည့်ပါအောင်ကလေးရဲ့မီယာဟာသူ့ကိုယ်သူငုတ်ကြည့်ရင်ပျော်ရွှင်စွာပြန်တန်းတဲ့ခုဆိုမီယာတိတ်လှပတဲ့လက်ပြလေးဖြစ်နေပြီလေလက်ပြလေးဘွားနဲ့ပန်းဝတ်မုံတွေကူးပေးနေတဲ့မီယာကိုမနှင်းစီတို့ကလည်းတောင်းပန်ကြတဲ့မီယာလေးကတော့ပန်းဥယျာဉ်ထဲမှာပျော်ပြန်တန်းရင်ပန်းကလေးတွေအပင်လေးတွေအတွက်အမြဲရှိနေတော့တာပေါ့ကဲတတမမီတို့ရေဘောက်ဖက်လေးတွေတွေ့တဲ့အခါအားပေးကူညီဖို့မမေ့နဲ့နော်မင်္ဂလာပါတတမမီတို့ရေဒီနေ့သကောကင်တို့ရဲ့ရိုးရာပုံမြင်လေးဖြစ်တဲ့ဖတ်သူငယ်ပုံမြင်လေးကိုပြောပြပေးချင်ပါတယ်ဖာတူငယ်လေးကိုသူ့မမေဟာ9နှစ်နဲ့9လတီကိုဝင်ဆောင်ခဲ့ရတယ်တဲ့ဖာတူငယ်ကိုမွေးတဲ့နေ့မှာဘလို့လေးများဖြစ်မလဲလို့တရွာလုံးကလူတွေကလာကြည့်ကြတာပေါ့ကလေးလေးဟာအကြီးကြီးပဲမို့အိမ်ကျန်းပြင်အောင်ကျူးပေါက်သွားတတ်တဲ့ဟာကလေးလေးကအကြီးကြီးပဲဟေ့ဒီတက်နက်မျက်နှာနဲ့လူချောကြီးပဲလို့တယောက်တစ်ပေါက်ချီးမွမ်းကြတဲ့ဖာတူငယ်လေးဟာသူ့မမေတိုက်တဲ့နိုးနယ်လည်းမဝဘူးတဲ့သူ
သူ့ကိုလူကြီးစားရဲ့ထမင်းနဲ့ဟင်းကျွေးတော့မှသူ့ပိုက်ပြေးသွားတော့တယ်သူ့မမေဟာသူ့ကိုကောင်းညင်းသစ်ပေါ်ချိန်မှာမေတိုးပေဆိုတဲ့ကရင်ရိုးရာမုတ်ကလေးကိုလည်းလှုပ်ကြွေးတတ်တဲ့ဖာသူငယ်လေးဟာအစားတွေအများကြီးစားပြီးအလွန်ကိုအားရှိလာတဲ့ကလေးလေးဖြစ်လာတယ်ဖာသူငယ်အကြောင်းကိုရွာမှာပြောစရာဖြစ်လာတော့တာပေါ့သူ့မိဟာသူ့ကို9နှစ်9လတောင်ကိုဝင်လွယ်ခဲ့ရတယ်အခုလေအရွယ်နဲ့မလိုက်အောင်ကြီးလာတာတာမန်လူတော့မဖြစ်နိုင်ဘူးဟေးလို့စတယ်လို့နောက်တယ်လို့နဲ့ပြောလာကြတော့တာပေါ့အင်အားကြီးလာတဲ့ဖာသူငယ်ကတစ်ချိန်ချိန်မှာရွာကလူတွေကိုဒုက္ခပေးမယ်လို့ထင်လာကြတယ်ဒီတော့ဖာသူငယ်ကိုရွာမှာမထားတော့တာကောင်းမယ်သူ့ကိုရွာရဲ့အဝေးဆုံးကိုပို့ရမယ်ဆိုပြီးရွာသူရွာသားတွေကဖာသူငယ်ရဲ့မိဘတွေကိုတွန်းအားပေးကြတာပေါ့ရာသူရာသားတွေရဲ့တွန်းအားပေးမှုကြောင့်ဖာသူငယ်ရဲ့ဖေဖေနဲ့မေမေဟာတိတ်ကိုစိတ်ညစ်နေရတော့တာပေါ့ဒီလိုနဲ့သူတို့ဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့တယ်မနက်စောကြီးမှာဖာသူငယ်အိပ်ပျော်နေတော့သူ့ဖေဖေဟာဖာသူငယ်ကိုအသားလေးချီမားပြီးတောထဲကိုခေါ်သွားတတ်တဲ့ဒေါ်နတ်ထဲကတစ်ပင်အကြီးကြီးအောက်မှာဖာသူငယ်ကိုအသားချခဲ့ပြီးအိမ်ကိုတိတ်တိတ်လေးပြန်လာခဲ့တာပေါ့တလန်းလုံးလဲဖေဖေဟာငိုပြီးပြန်လာတတ်တဲ့ညနေမှောင်ရီစပြိုးချိန်ရောက်တဲ့အခါဖာသူငယ်လေးဟာအိမ်ကိုစမ်းတဝဝနဲ့ပြန်ရောက်လာခဲ့တယ်။ဖေဖေနဲ့မမေကဝမ်းတာနေပြီမဲ့ရွာကလူတွေကတော့ပိုစိုးရင်လာကြတယ်။စီပါအောင်တောရဲကနေတယောက်တည်းပြန်လာနိုင်တာရိုးရိုးကလေးတော့ဘယ်ဟုတ်လိမ့်မလဲလို့ပြောလာကြတော့တယ်တဲ့။သူတို့ဟာဖာသူငယ်ရဲ့မိဘတွေကိုထပ်ပြီးတွန်းအားပေးကြပြန်တယ်။ဒါကလေးမဟုတ်တော့ဘူးဘလူးလေးပဲဖြစ်ရမယ်။တစ်ချိန်မှာရွာကိုဒုက္ခပေးလိုက်မယ်သူ့ကိုတက်ပစ်ပေးပါလို့တောင်းဆိုကြတတ်တဲ့မိဘတွေကတော့ကိုသားသမီးကိုဘယ်တက်နိုင်ပါမလဲဒီတော့ရွာသားတွေဟာသူတို့ကိုယ်တိုင်ပဲဖာသူငယ်ကိုစီရင်မဲတဲ့လေဖာသူငယ်လေးကိုကြောရဲထင်းသွားခုတ်ရအောင်လို့ညာခေါ်ကြတယ်နောက်ပြီးတစ်ပင်ကြီးတစ်ပင်အောင်ဆောက်ခိုင်းပြီးတစ်ဖက်ကနေတစ်ပင်ကိုခုတ်ကြတယ်ဘာမှမသိရှာတဲ့ဖာသူငယ်ကိုတစ်ပင်ပြီးတည်အောင်လုပ်ကြတာပေါ့ဖာသူငယ်လေးကတော့တစ်ပင်မပြီးတဲ့အပြင်တစ်ပင်ကြီးကိုထမ်းပြီးရွာကိုပြန်လာလိုက်တာနောက်ကရွာသားတွေတောင်မှီအောင်မနှဲလိုက်ရတဲ့ရွာထဲရောက်တော့ဖာသူငယ်ဟာတစ်ပင်ကြီးကိုအပိုင်းပိုင်းဖြတ်ပြီးရွာကတကြီးရွယ်ကိုအိမ်ကြီးကိုလိုက်ပို့ပေးတယ်တဲ့လူကြီးတွေကတော့ဖာသူငယ်လေးတက်ရှိချမ်းမှာဖို့ဆူတောင်းပေးကြတာပေါ့တချို့ရွာသားတွေကတော့ဖာသူငယ်ကိုကြောက်နေကြတော့နဲ့ဒီလိုနဲ့ဖာသူငယ်လေးဟာတက်ကြီးရွယ်အိုတွေအတွက်တောထဲမှာလိုအပ်တဲ့စားစရာတတိဝလံတွေကိုရှာဖွေပေးရတဲ့တာဝန်ကိုယူလာရတတ်တဲ့တောထဲကိုရောက်လာတဲ့တရက်မှာဖာသူငယ်လေးဟာမိန်းကလေးတယောက်ရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရတယ်တဲ့။ကြပါအောင်ရှင်ကြပါအောင်ရှင်အတန်ကြားရစီကိုသွားတော့အလွန်ကြီးမားတဲ့မွေကြီးတစ်ကောင်ဟာမိန်းမငယ်လေးတယောက်ကိုစားမလို့လုံနေတာတွေ့လိုက်ရတဲ့ဖာသူငယ်လေးဟာအဲ့ဒီအနားကိုအပြေးလေးသွားလိုက်တာပေါ့ဖာသူငယ်ဟာမွေကြီးကိုမကြောက်ဖဲဂဲလုံးကြီးကြီးနဲ့ထုလက်သီးနဲ့ထိုးခြေထောက်နဲ့ပြေးကန်ပြီးအမိကနေကိုင်းလို့ဝေရန်ကအဝေးကြီးကိုပြစ်ထုတ်လိုက်တော့တဲ့မိန်းငယ်လေးဟာဖာသူငယ်ကိုတိတ်ပြီးကျေးဇူးတင်နေတာပေါ့မိန်းငယ်လေးတို့မိသားစုဟာဖာသူငယ်ရဲ့ခွန်အားကြီးမှုကိုကြောက်နေကြတဲ့မိသားစုတွေကတစုပေါ့ခုတော့ဖာသူငယ်ရဲ့ခွန်အားနဲ့ကူညီခြင်းနဲ့စိတ်သက်ကြောင့်ပဲမိန်းကလေးတက်ကိုကဲနိုင်သွားပြီဖာသူငယ်လေးရဲ့ခွန်အားနဲ့ရရင်မှုကြောင့်ဖာသူငယ်ကိုသူ့ရဲ့ရွာကရွာသူရွာသားတွေကမကြောက်တော့ပါဘူးတဲ့ခွန်အားရှိတိုင်းကြောက်เสียမှာမဟုတ်ဘဲအကျိုးရှိစွာသုံးတတ်ရင်အများကြီးအဖြစ်ပါလားဆိုတာသူတို့တည်သွားကြပြီလေကဲတတမမီတို့ရေတတမမီတို့ကရောဖာသူငယ်လေးရဲ့နေရာမှာဆိုရင်တတမမီတို့ရဲ့ခွန်အားနဲ့အရေးချင်းတွေကိုဘယ်လိုနေရာတွေမှာတုံးချကြမလဲကွ